အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုသက်ဖြစ်ပါတယ်ဗျာဒီနေ့မှာတော့မေလ9လပိုင်းအတွက်တနင်္ဂနွေသားကြီးများအတွက်ကာကြမအကျိုးအကြောင်းဆိုးကောင်းလေးတွေကိုကျွန်တော်တလစာဟောစနေမြပြမှာဖြစ်ပါတယ်ဗျာအဲ့တော့တနင်္ဂနွေသားသမီးတွေပါလို့ရှိရင်ဒီဗီဒီယိုအဆုံးထိကြည့်ပါဘာကြောင့်လဲဆိုမိတ်ဆွေများအရန်ကိုကန်ကောင်းနေလို့ဖြစ်ပါတယ်ဗျာနောက်ဆုံးမှလည်းမိတ်ဆွေများအတွက်အဲ့တော့ချီပေါက်စေမဲ့ဇယုံကောင်းစေမဲ့ထူးရတွေကလေးထည့်ပေးထားတယ်ဒါကြောင့်မိတ်ဆွေများဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပါအဲ့တော့မိတ်ဆွေများကဘယ်မြို့နဲ့ဘယ်နေရာဘယ်နိုင်ငံကြည့်လဲဆိုတာလေးခုမှရေးပေးပါဦးများကျွန်တော်တို့တွေရင်းနှီးမှုတွေရသွားအောင်လို့ပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေတနေ့သားသမီးတွေကိုကျွန်တော်တေချာလေးကိုတွက်ချက်ပေးထားပါတယ်ပြီးရင်ဆောင်းရှောင်းလေးလည်းထည့်ပေးထားတယ်အဲ့တော့မိတ်ဆွေများကောင်းတာလည်းရှိလို့ညံ့တာလေးလည်းနည်းငယ်ရှိပါတယ်ဗျကျွန်တော်ကောင်းတာလေးကိုဖြစ်စေချင်လို့ကောင်းတာလေးကိုအရင်မြပေးမှာဖြစ်ပါတယ်အဲ့တော့တနေ့သားသမီးတွေဒီ9လပိုင်းမှာငွေကြေးအတွက်အရန်ကိုကန်ကောင်းနေတဲ့ကာလဖြစ်ပါတယ်တခုတော့ရှိတယ်တနေ့သားသမီးဒါကန်ကောင်းတာတော့ဟုတ်တယ်ဒါပေမဲ့ပလဲပေါက်နဲ့ဖားကောက်တယ်လို့ဖြစ်တတ်တယ်အဲ့တော့ငွေရရသလောက်ပြန်ကုန်နေတတ်တယ်အထူးသဖြင့်လူငယ်တွေအတွက်ကောင်းပြီးတော့ဟိုးလူကြီးအတွက်လည်းအရန်ကောင်းတယ်လူလက်ပိုင်းလို့နည်းနည်းလေးညံ့တာလေးတော့ကြုံရပါတယ်ဗျာနော်ဥပမာ16ကနေ26နှစ်တွင်ကောင်းတယ်26ကနေ36တွင်နည်းနည်းညံ့ပြီးတော့36ကနေကျွန်တော်65ထိကောင်းနေတာဖြစ်ပါတယ်ဒါဒီတလားစာအတွက်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်အားလုံးပေါ့တော့ဒါကတော့မိသည့်အသက်ရွယ်မဆိုအားလုံးငွေကြေးအတွက်အရန်ကန်ကောင်းတယ်အဝင်များပြီးအထွက်များနေမယ်ပေါ့နော်အဲ့တော့အကျွေးကိစ္စတွေလည်းဒီလောက်အတွင်းမှာကောင်းတယ်အကျွေးလဲကြည်မယ်အကျွေးလဲရမယ်ကာလကိုရောက်ပါတယ်ဗျအဲ့တော့ယာရုတိုးလာစာတိုးတာတွေကဒီလမှာကြုံလိမ့်မယ်အယောင်းဝယ်လုပ်တဲ့မိတ်ဆွေများအယောင်းဝယ်တွေအထူးကိုကောင်းနေတယ်ဒါကြောင့်မလို့ရောင်းတာဝယ်တာလေးများများလုပ်လို့ရပါတယ်ဗျအလုပ်အတွက်အဆင်မပြေဘူးခက်ခဲဖြစ်ခဲ့တာတွေအားလုံးကဒီလောက်အတွင်းမှာလာပြီးအဆင်ပြေမှုတွေရလိမ့်မယ်အဲ့တော့ပြောမယ်ဆိုရင်အရင်လစူးစမ်းခဲ့မြဒီလမှာအရာထင်လိမ့်မယ်ပေါ့တော့ကိုကအရင်ကအရင်ကိုစူးစမ်းထားတယ်စူးစမ်းတဲ့လောက်အရာမထင်ခဲ့ဘူးဒီလမှာတော့အရာထင်တော့မှာဖြစ်ပါတယ်ဗျာနော်အဲ့တော့အနစ်နာခံရင်အောင်မြင်မယ်အနာခံမအတန်ဆမ်းမဲ့ကာလကိုရောက်လာပါပြီအဲ့တော့တခုတော့ရှိတယ်အလုပ်ကိုနှစ်ခုထပ်ပို့ပြီးလုပ်နေရတယ်တရားကိုလည်းလုပ်ရလဲဟိုကလည်းလုပ်ရလဲဟိုကလုပ်ဒီတော့ထားကြလို့ရှိရင်အလုပ်တွေတော့အရန်များနေတက်ပြီးတော့ပတ်စံမရတဲ့အလုပ်တွေကတော့များနေတက်တယ်ဒါလေးတော့ကြီးဆိုင်ပေးပေါ့နော်အဲ့တော့ဒီလောက်တည်းမှာကျွန်တော်ကနာမည်ကောင်းသတင်းကောင်းတွေရတယ်ဒါကြောင့်မလို့ကျွန်တော်တွေအယောင်းဝဲတို့အနုပညာတို့အဲ့ဒါလေးတွက်တယ်တော်တော်လေးကိုနာမည်ကောင်းသတင်းကောင်းတွေရတဲ့ကန်လာကိုရောက်နေလဲထီကန်တွေအရန်ကိုပွင့်နေတယ်ထီကန်လက်ကန်ဆန်းကန်တွေပွင့်နေဒါကြောင့်ထီကိုထိုးပြအောင်ထိုးပါဗျာနော်ထီကိုထိုးပြအောင်ထိုးပါအဲ့တော့ကျွန်တော်မိတ်ဆွေများထီပေါက်ကင်းတွေအများကြီးရှိတယ်တနေ့ကသားမျိုးထီပေါက်ကင်းတွေအများကြီးရှိနေတယ်ဟုတ်ပြီအချစ်အတွက်လည်းငရွယ်တဲ့မိတ်ဆွေများချစ်သူကြီးသားတွေရတတ်တယ်ရှိပြီးသားမိတ်ဆွေတွေအိမ်တော်တွေကြတတ်တယ်အဲ့လိုမျိုးတွေကြုံတတ်တယ်တခုတော့ရှိတယ်ဗျအဲ့တော့အိမ်တော်ကြီးနဲ့အချစ်ရေးကြတဲ့ကျွန်တော်တွေကြာတဲ့ဇုံတွဲတွေပေါ့ကျွန်တော်တွေနည်းနည်းလေးတော့ရောစားများပြီးတော့ကွက်တက်ပြက်တက်တယ်သူကဘာလို့ဆိုလူငယ်တွေအတွက်ပေါင်းပြီးတော့လူကြီးအတွက်ပြန်ပြီးတော့ကွက်တက်ပြက်တက်တာမျိုးလေးရံပြက်စကားများတို့လေးနည်းနည်းကြုံနေတယ်ဒါလေးတော့ view site ပေးပေါ့မျိုးနော်အဲ့တော့သမီးသားတွေကြားတဲ့သမီးသားတွေလမ်းခွဲပြက်ဆဲတာမျိုးလေးလည်းအနေငယ်ကြုံနိုင်တယ်တူနဲ့တူသက်စာရှိနဲ့ဆက်သွားပေးရင်အဆင်ပြေပါတယ်ဗျကျွန်တော်တို့အကျိုးပေးမဲ့ကဏ္ဍလေးရှိတယ်အဲ့ဒါပါလေးဆိုတော့3တို့6တို့3ညတို့8တို့အဲ့ကဏ္ဍလေးအကျိုးပေးတယ်ထီထိုးမဲ့ဆိုရင်အဲ့ဒါလေးတွေပါတာကိုထိုးပေးအဲ့အစလေးပေါ့နော်အဲ့တော့ကျွန်တော်တို့တွေဒီကာလတွေမှာဘာသာရေးများလုပ်ပေးလုပ်တဲ့ဘာသာရေးကအောင်မြင်မယ်အဓိဋ္ဌာန်တွေအောင်မယ်ပဋိစိတ်နဲ့ပဋိဒိဋ္ဌာန်အောင်မယ်ဘလို့ဒိဋ္ဌာန်များအောင်မဲ့ကာလကိုရောက်နေတယ်အဲ့တော့ပညာရေးမှာလည်းကောင်းတယ်အဲ့ဒါပညာရေးအတွက်လည်းကောင်းတယ်အဲ့တော့ငယ်ရွယ်သူတွေပို့တော့ချစ်သူကြီးသားတွေရပြီးပျော်ရွှင်ရတတ်တယ်တွဲကျွန်တော်တွဲနေတဲ့ဇုံတွေကတော့နည်းနည်းစကားများတာမျိုးလေးတွေရံပြတာမျိုးတွေနည်းနည်းကြုံပဲကောင်းတဲ့ချက်လေးတော်တော်လေးကိုများတယ်အဲ့တော့ဒီဘက်ပြီးမှလည်းညံ့တဲ့ချက်လေးလို့ရှိတယ်ညံ့တဲ့ချက်လေးရတော့လွယ်ပါစေချုပ်ပါစေပေါ့နော်အဲ့တော့စိုးရင်စားတော့မရှိဘူးတော့ကျွန်တော်တွေတိထားအောင်ပြပြပေးတာဖြစ်ပါတယ်ဗျအဲ့တော့ဒီကလောက်တွေမှာတနင်္ဂနွေသားသမီးတွေ9လပိုင်းမှာငွေတွေအရန်ကိုဖြုံးနေလိမ့်မယ်ငွေသုံးလို့ရတယ်ငွေဖြုံးလို့မရဘူးဘာကြောင့်လဲဒီကလောက်တွေမှာငွေတွေဖြုံးမိနေလိမ့်မယ်အဲ့ဖြုံးတဲ့ငွေရပဲရှာတဲ့ငွေတွေပြန်ကုန်စေတာဖြစ်ပါတယ်ကျွန်တော်နော်လူမှုရေးနဲ့ပတ်သက်ပြီးတော့ပြောဆိုရတာလေးနည်းနည်းလေးအချက်တဲလေးဖြစ်မယ်အပေါင်းအသင်းနဲ့ပြောရတာလေးမိသားစုနဲ့ပြောရတာလေးနည်းနည်းလေးပြောတာဘယ်လိုဖြစ်မယ်ကိုပြောတဲ့စကားတွေကိုတစ်ခါနဲ့အရာမရောက်ဘူးတာတို့ကိုပြောစကားတွေကိုအလေးမထားတာတို့အဲ့လိုမျိုးလေးနည်းနည်းလေးကြုံနိုင်တယ်အဲ့တော့လေယောဂါတို့လူကြီးတွေပေါ့နော်အဲ့တော့ကျွန်တော်လူကြီးတွေမဟုတ်လူလေပိုင်းနဲ့လူကြီးပိုင်းပေါ့အဲ့တော့လေယောဂါလေးလေအောက်တာတွေလေနာတာတွေကျွန်တော်လေနဲ့ပတ်သက်ပြီးကိုယူဆိုင်မယ်ခေါင်းမကြည့်တာလေးတွေကျွန်တော်တို့တွေအိမ်မောတာလေးဒီလောက်တည်းမှာနည်းနည်းကြုံနိုင်တယ်ဒါလေးလို့ယူဆိုင်ပြီးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကာလတည်းမှာအမျိုးတွေကလာပြီးတော့အလုပ်တွေလာပေးမဲ့ကာလရောက်နေတယ်အမျိုးတွေကလာပြီးအရှုပ်တွေလာပေးလိုက်မယ်အဲ့တော့ဟိုကုညီပေးပါအောင်ဒီကကုညီပေးပါအောင်ဒါလေးတွေကြုံလိုက်မယ်နော်ဒါလေးတော့ဟိုအဆင်ပြေတက်နိုင်လဲကုညီလိုက်ပေါ့ဗျာနော်အဲ့တော့ဒီကာလတည်းမှာကျွန်တော်တို့ကဘယ်လိုပြောမလဲဟ
ခေါ်လောက်လက်ဒီရက်လောက်လက်ဆိုတော့လူကစိတ်ကလည်းမကြည့်ဘူးအဲ့ဒါစိတ်ကလည်းမကြည့်ဘူးခေါင်းကလည်းနှောက်နေတခုခုအမြင်မကြည့်ဘူးဖြစ်နေတတ်တယ်အဲ့လိုအမြင်မကြည့်တာလေးရှော့ပေးပါတရားထိုင်ပေးပါပြောနော်အားတဲ့ချင်းတွေတရားထိုင်ပေးပါတွေးတွေလုံးနေတတ်တယ်ဒေါသတွေများနေတတ်တယ်ငွေမမြဲဘူးဆိုတာလည်းအဲ့ဒါကြောင့်ဖြစ်သွားတာများတယ်ပေါ့နော်ဒါကြောင့်တရားလေးထိုင်ပေးပါအဲ့တော့ဒါလေးလုပ်ပေးမယ်ပြီးလို့ရှိရင်လောင်းကစားလေးရှောင်ပေးမယ်နော်လောင်းကစားရှောင်ပေးမယ်အဲ့တော့ပြောမယ်ဆိုရင်တနင်္ဂနွေသားသမီးတွေကနည်းနည်းလေးနေရာတစ်ခုရောက်လာပြီးအဆင်ပြေပြီဆိုတာနဲ့သူတို့ကဘယ်လိုပြောမလဲအမြောက်ကြိုက်တယ်အမြောက်ကြိုက်တယ်တစုံတစ်ယောက်ဟာကောင်းတယ်လောက်ကွာဆိုလို့ရှိရင်ခွာပြီးတော့လုတ်ချင်စိတ်တွေရှိတယ်အဲ့တော့ကောင်းရင်ဆိုရင်သူတို့မစင်စားသူများမြောက်ပြီးရင်ကျွန်တော်တွေခွေးတုံကမဲ့အထဲမှာပါတယ်ဒါကြောင့်မလို့သူများမြောက်ပြီးတိုင်းမလုတ်ပါနဲ့ပေါ့နော်အဲ့တော့တင်းနဲ့သားသမီးတွေဒီလပြမှာပေါ့နော်အတုံးလေးတွေများနေတယ်ပြောမဆိုလက်ဖွာနေတတ်တယ်အဲ့လက်ဖွာလာလေးကိုလည်းနည်းနည်းလေးရှော့ပေးမယ်နော်ဒါဆိုရင်ဒါကပြောမဆိုနည်းနည်းညံ့တဲ့ချက်လေးဖြစ်ပါတယ်ဒါပေမဲ့ကောင်းတာလေးကတော်တော်များတယ်အဲ့တော့ဒီ9လပိုင်းမှာတင်းနဲ့သားသမီးတွေရဲ့ကံကထိဆုံးကိုရောက်နေတာနော်သူတို့ကပိုကောင်းနေတယ်အဲ့တော့ဒါဆိုရင်ကျွန်တော်တို့တွေကံတွေကောင်းတဲ့ကောင်းသွားအောင်ပြောဆိုရတာအဆင်ပြေသွားအောင်အညံ့နေတဲ့ပျောက်သွားအောင်ငွေလည်းမြဲနေအောင်လို့ဘာလေးလောက်ရမလဲလုံးမကြတဲ့လေးကိုဆက်လေးပြီးကြည့်ပါအောင်ဗျာနော်အဲ့ဆိုရင်ကျွန်တော်တို့တင်းနဲ့သားသမီးတွေကျွန်တော်ဒီ9လပိုင်းမှာအုံးယူတို့ဇီးယူတို့အဲ့ဒါမျိုးလေးလေအိမ်ဖျားမှာမကြခဏလူပေးမယ်တူရီယာတစ်မျိုးမျိုးအိမ်ရှိမှထားပြီးတူရီယာတစ်မျိုးဘာတူနဲ့နေရတယ်ပီယန်နိုတို့ကျွန်တော်ဗိုင်ယိုလင်းတို့ကျွန်တော်ဂီတာတို့ကျွန်တော်အိုးစီလည်းရတယ်ရကွင်းဝါလက်ခုတ်လည်းခလေးဆော်တဲ့ဟာလည်းရတယ်နော်ခလေးဆော်တဲ့ဝါလက်ခုတ်လို့ရကွင်းအကုန်ရတယ်အတန်မီတဲ့တူရီယာပစ္စည်းတစ်ခုခုကိုအိမ်ရှိမှချိတ်ပေးတာဘုံလည်းရတယ်ဘုံစုံမကောင်းတော့မအိုးစီလည်းရတယ်အဲ့ဒီတူရီယာကိုလည်းမကြခဏဆိုတော့ TV ခောက်ပေးမယ် TV ခောက်ပေးမယ်နော်အဲ့ဒါဆိုရင်အဲ့အိမ်ဟာအရန်ပွင့်တဲ့အိမ်ဖြစ်တော့ပါလိမ့်မယ်ဗျတင်လို့ရသားသမီးတွေကိုလည်းလောမှာနော်အဲ့တော့ပြီးလို့ရှိရင်ဒီကလောက်တော့မှတရားများထိုင်ပြီးအဲ့တော့ကျွန်တော်အိမ်ဖျားမှာလည်းကျွန်တော်တွေထန်းသီးအခုထန်းသီးတွေပေါ်ပြီနော်အခုထန်းသီးတွေပေါ်လာပြီထန်းသီးလူပေးမယ်ဆွမ်းလူရင်ထညက်နဲ့လူပေးမယ်ထညက်တို့ထန်းသီးတွေလူမယ်အိမ်ကကလေးတွေကိုလမ်းကလေးလေးဖြည်းဖြည်းအိမ်ကလေးတွေထညက်ကလေးတွေဝယ်ပြီးတော့ကျွေးမယ်ခွေးလေးတွေတွေ့ရင်လည်းကိုယ့်ရဲ့ထညက်ကလေးတွေထုတ်ကျွေးမယ်ဒီလောက်တွင်းမှာသွားလျာကိုထညက်ခဲလေးဆောင်းသွားထညက်ထုတ်လေးဆောင်းသွားပေါ့နော်ထညက်လေးဆောင်းသွားအဲ့တော့ကလေးတွေ့ရင်လည်းကျွေးမယ်ခွေးလေးတွေ့ရင်လည်းချကျွေးမယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအရန်ကိုကျွန်တော်တို့တွေပြောမဆိုအရန်ကိုဒီကလာအတွင်းမှာလက်ပွင့်ကန်ပွင့်ပြီးတော့ငွေလဲမြဲနေမှာဖြစ်ပါတယ်နော်ဒါကြောင့်မို့ကျွန်တော်တို့ကငွေတွေကိုလက်ထက်မှာလုံးဝပြတ်မသွားအောင်အသုံးဖြုံးနေလျှော့သွားအောင်လို့ကျွန်တော်မိတ်ဆွေများလည်းကိုယ်တိုင်ကိုကြပေါ့နော်ကိုလည်းစဉ်းစားစီရင်မသုံးမှာဖြစ်ပါတယ်ကိုအသုံးတွေများနေပြီးတော့ကိုအဖြုံးတွေများနေပြီးတော့အဲ့လိုဝင်ကနဲလို့လည်းဆက်မပြေဘူးပေါ့နော်ဒါကြောင့်တင်းတို့သားသမီးတွေဒီကလာအတွင်းမှာအဝင်အရန်ဝင်ကြမ်းမယ်အထွက်လည်းကြမ်းမယ်အဲ့လိုဖြစ်နေတတ်တယ်ဒါကြောင့်မို့အဝင်တွေကြမ်းပြီးအထွက်တွေနည်းသွားအောင်လို့ဒီကြရာလေးကိုလုပ်ပေးပါမင်းတို့သားသမီးတွေအစားရအဆင်ပြေပါလိမ့်မယ်ဗျကဲဒါဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတင်းတို့သားသမီးတွေဒီ9လပိုင်းမှာကံကောင်းလက်ကောင်းကြပါစေထီသိန်းကြီးစုတွေအစီကြီးတွေပေါက်ပြီးတော့အလူတန်းတွေလည်းလုံးနိုင်ကြပါစီဗျာကဲကျွန်တော်မိတ်ဆွေတော့ဘယ်နေရာလေးကြည့်လဲခွန်မလေးမှာရေးပေးပါအောင်ဗျအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မိတ်ဆွေအားလုံးလည်းကိုယ်စိတ်နဲ့ဗျာရှင်လန်းချမ်းမြေ့ကြပါစေအားလုံးပဲပူတော့ကတွေအေးချမ်းကြပါစေဗျာ